လို့လဲနီးလေးရဲ့အေးခါအဲ့ဒါဘာစားလဲအာလူကြော်ရအများကြီးပဲဟုတ်တယ်အဲချက်ပုတ်တွေလည်းအများကြီးပဲအာလူကြော်ရလည်းအများကြီးပဲဟုတ်တယ်နော်စာအုပ်ဖတ်ချင်လားကလေးကသမီးဘယ်ရောက်နေရလဲရှင်းလာတာဘယ်လောက်ရှိပါလဲတမရှိပါဘူးနော်ကလေးကဟုတ်တယ်ကလေးကရိုးသားထားတာနော်ရိုးသားထားတာဟုတ်တယ်အဲ့သမီးလောက်စားမှာ